ကဲအားလုံးပဲမင်္ဂလာပါနော်အခုတခါထပ်ပြီးတော့ဒါကျွန်တော်၄သိန်းဝင်းကျင်မှာဒါ၄သိန်းကျော်ထဲမှာကင်မရာလဲကောင်းမယ်လုံးဝရုပ်ထွက်ကလည်း share gain လဲ share ဆော့ချင်တယ်ဒါဒီဇိုင်းပိုင်းလေးလည်းလုံးဝလမ်းကျင်တယ်ဆိုရင်တော့ဒီဖုန်းလေးကိုဝယ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်နော်ဒီကောင်လေးကတော့ Huawei ရဲ့ Nova 10SC ပါဒီကောင်ရဲ့မူရင်းဈေးကတော့10သိန်းဝန်းကျင်ရှိပါတယ်အခုကျွန်တော်တို့ဆိုင်မှာရောင်းမိမဲ့ဈေးလေးကတော့ဒါ4သိန်း9000ဝယ်ချက်ပါဘာဖြစ်လို့ဒီကောင်လေးရဲ့ဈေးတွေကတအားရော့နေတာလဲဆိုရင်ဒါအလုံးမကောင်းလို့မပေါ့နော်အလုံးကတော်တော်လေးကောင်းတယ် Aussie Offer လေးကိုမှအဲ့ဒါလည်းလုံးဝရှင်းပါတယ် original ချခြင်းကျိုးကောင်းတွေရလေးတွေလည်းပါမယ်ဈေးကဘာလို့ရော့လဲဆိုတော့ဒီ model လေးကပြီးခဲ့တဲ့နှစ်ကထွက်တယ်ပြီးတော့ Huawei ဆိုရင်လူကသိမ့်မကြိုက်ဘူးလူကြိုက်နေတာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ model ကလည်းအရင်ပြီးခဲ့တဲ့နှစ်လောက်ကထွက်ထားတဲ့ model မို့လို့ဈေးကတဝက်တောင်မရှိတဲ့ဈေးလေးနဲ့သုံးရမယ် Huawei Nova 10SC ဒါ RAM 8GB ကို256လေးပါအလုံးလေးကတော်တော်လေးတန်တယ်ဘေးပေါင်နေမှာလည်းအနာစာအပေါင်းစင်းနေမရှိပါဘူးအသစ်နီးပါးကိုကောင်းပါပါလေကင်မရာရုပ်ထွက်တွေလည်းလုံးဝကြည့်တော့ရှင်းလင်းတယ် gain လည်း share ဆော့လို့ရပါတယ်နော်ဒါ original သူ့ရဲ့ဘူးပေါက်လေးတွေလည်းအစုံလင်ပါမယ်ဗျာအမကန်စာအုပ်လေးလည်းပါမယ်ဒါပေမဲ့အမကန်တော့ကုန်သွားပါပြီဒါ original Huawei charger 66W adapter လေးပါနော် audio အော်ကောင်းတွဲရလေးနဲ့ရမယ် Aussie Offer လေးကိုမှအဲ့ဒါလည်းလုံးဝရှင်းပါတယ်စက်ဖွင့်ပြပြင်ထားခြင်းလုံးဝမရှိပါဘူးဈေးနှုန်းလေးကတော့ထပ်ပြီးတော့ပြောပေးပါမယ်ဒါ4,9500ကျပ်ထင်းနဲ့ရောင်းပေးမှာပါစိတ်ဝင်စားလို့ကျွန်တော်တို့ဆိုင်မှာလာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့အမှတ်84ရန်ကုန်အင်းစိန်လန်းနဲ့ဥယျာဉ်ကလန်းတောင်ကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းဆိုင်ခွဲအမှတ်3မှာလာရောက်ပြီးတော့မျက်မြင်ကြည့်ရှုဝယ်လို့ရပါတယ်။ online နဲ့မှာယူနေတဲ့မိတ်ဆွေတွေဆိုရင်လည်းကျွန်တော်တို့ရဲ့0969533984ကျွန်တော်တို့ရဲ့ဆိုင် Viber နံပါတ်ကိုဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်။ရန်ကုန်မြို့ထဲဆိုရင်အိမ်ရောက်ငွေချေနဲ့ကျွန်တော်တို့ပို့ဆောင်ပေးပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။